ဘာတွေလုပ်ပြီးဘယ်တွေရောက်နေလဲအရင်လိုနန်းဗီဒီယိုတင်တာတွေတိတ်မတွေ့ရတော့ဘူးဟုတ်ပါတယ်နန်းအခုတလောဗီဒီယိုတင်တဲ့အပိုင်းမှာအချိန်မပေးဖြစ်ဘူးပေါ့နော်ဗီဒီယိုတင်တာတွေလည်းအတန်သွင်းတာတွေမလုပ်ရဘူးဗီဒီယိုဖြည့်ငက်ကတ်တဲ့ပိုင်းမှာနည်းနည်းရော့သွားတယ်လို့မျိုးဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နန်းမှာတဝက်တစ်ပြက်ဖတ်เสียစာအုပ်လေးတွေကိုအပီးဖတ်ချင်တဲ့စိတ်နဲ့ဗီဒီယိုတင်တဲ့အပိုင်းမှာအားနေသွားတယ်ပေါ့နော်အရင်လိုအချိန်မှန်မှန်ပုံတွေဗီဒီယိုတွေမတင်ဖြစ်တော့ဘူးပေါ့နော်လှုပ်ချင်တဲ့အရာကနှစ်ခုရှိနေတော့ဒါလည်းဖတ်ချင်တယ်ဗီဒီယိုပိုင်းမှာလည်းဖြည့်ငက်ကတ်လုပ်ချင်တယ်အဲ့လိုစိတ်နှမျိုးနဲ့ဗီဒီယိုပိုင်းမှာအားနေသွားတယ်ပေါ့နော်အခုနောက်ပိုင်းစာဖတ်တဲ့ချိန်နဲ့ဗီဒီယိုဖြန့်ငက်ကလုပ်တဲ့ချိန်ဆိုပြီးတော့နှစ်ပိုင်းခွဲထားမှရတော့မယ်ဘာဖြစ်လို့လဲဆိုတော့စာဖတ်တဲ့ပိုင်းမှာအားဆိုင်လိုက်ရင်ဒီဗီဒီယိုတင်တဲ့ပိုင်းမှာအားရော့သွားတယ်လို့မျိုးခံစားရတယ်ပေါ့နော်စာအုပ်ဖတ်တဲ့ချိန်နဲ့ဗီဒီယိုဖြန့်ငက်ကလုပ်တဲ့ချိန်ဆိုပြီးတော့အချိန်စီမံခန့်ခွဲမှုကိုနန်းလုပ်ရတော့မယ်ထင်တယ်ဒီနေ့တော့နန်းပုံမှန်လိုပဲကိုတွဲစိတ်ရဲ့အေးချမ်းရာဖျားပန်းလဲဖြစ်ပါတယ်ဖျားပန်းလဲတဲ့ချိန်မှာကိုယ့်ရဲ့စိတ်တွေဒီငြိမ်ပြီးတော့ကိုယ့်ရဲ့စိတ်ကနေလို့ကောင်းတဲ့ခံစားချက်မျိုးပေါ့နော်လွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကဆိုရင်ဘာသာရေးပိုင်းကိုအားမဆိုင်ဖြစ်ဘူးပေါ့နော်ဖျားပန်းညိုးရင်လည်းလဲလိုက်တယ်ဖျားပန်းမညိုးမချင်းဒီတိုင်းပဲထားရတယ်ပေါ့နော်ဖျားတောက်တော်ရည်တွေလည်းမလဲဖြစ်ဘူးဖျားပန်းတွေလည်းမညိုးသေးဘူးဆိုရင်မလဲဖြစ်ဘူးပေါ့နော်ခုချိန်မှာကိုယ့်အသက်အရွယ်ရလဲကြီးလာလို့လားမသိဘူးရှင်ဘာသာရေးဘက်ပိုင်းကိုပို့ပြီးတော့နဲ့လူရောစိတ်ပါပို့ပြီးတော့အလုပ်ဖြစ်တယ်ပေါ့နော်ဒီလိုဖျားပန်းလဲတဲ့ချိန်ဆိုရင်လည်းတတိယတာတစ်ခုရှိတယ်နန်းရဲ့အမေကိုတတိယတယ်ပို့ပြီးတော့တတိယစိတ်ဖြစ်တယ်ပေါ့နော်နန်းရဲ့အမေဆိုဖျားပန်းလဲတာတိုက်တယ်ပြီးတော့ဖျားပန်းကိုအညိုးမခံအောင်ထားတယ်ပေါ့နော်နည်းနည်းလေးညိုးရင်တော့အမေကလဲပြီးအဲ့လိုမျိုးဒီနေ့နန်းပြုတ်ခဲ့သောကုသိုလ်ကောင်းမှုကိုနန်းကိုကြည့်ရှုနေတဲ့နန်းရဲ့ကြည့်ရှုသူတွေအားလုံးထပ်တူထပ်များရရှိပါစေရှင်